တက္ကသိုလ်ဝန်ထမ်းစာမှုဝဲမဖြေခင်တရက်အလိုမှာကျွန်တော်ကသေစေနိုင်တဲ့ယောဂ18မျိုးကိုကိုယ်တည်းထိုးသွင်းခဲ့တယ်ဗျာတက္ကသိုလ်ဝန်ထမ်းစာမှုဝဲဖြေတဲ့နေ့မှာတွေးလာချမ်းပေါ်လာတာကြောင့် virus တွေကကဘာအနှံ့ပြန့်နှံ့သွားခဲ့တာပေါ့ယောဂရှိတဲ့သူတွေကကိုယ်ခန္ဓာတွေက virus အပေါ်မူတည်ပြီးမြန်ဆန်ဆန်တုံ့ပြန်နိုင်တဲ့ပဋိပစ္စည်းတွေကိုထုတ်လုပ်နိုင်ကြလိမ့်မယ်အေးမိတာဖျားတာမျိုးရှိတဲ့သူတွေကတော့မျောလင်းချက်တွေကိုမျိုးချဖို့မီးရှံတွေကိုထိန်းချုပ်နိုင်ကြမှာပေါ့မျက်လုံးမြင်နေတဲ့သူတွေကလေးစားရောင်ကြီးတွေထုတ်လုပ်ပြီးအရာအလုံးကိုဖျက်တောက်နိုင်ကြမှာပါအရင်ကကျွန်တော်ကဆေးဝါးသုတေသနပညာရှင်မှာကျန်းမာရေးကောင်းခဲ့ပေမဲ့အခုတော့အနေဆုံးအဆင့်တရဝဖြစ်သွားခဲ့ပြီးအခုတော့ကဘာပြတ်တဲ့အခြေအနေကိုကျွန်တော်ပြန်ရောက်လာခဲ့ပြီပေါ့ကျွန်တော်က virus အမျိုးမျိုးကိုကိုယ်တည်းကိုချက်ချင်းထိုးသွင်းခဲ့တယ်နောက်ဆုံး virus အစုံထိုးပြီးတော့ဆရာဝန်ကကျွန်တော်ကိုမေးတယ်လူမစ္စတာရေခင်ဗျားရဲ့ကိုယ်ခန္ဓာထဲမှာကင်ဆာဆဲ18ခုအထိရောက်နေပြီခင်ဗျားမှာအချိန်သိမ့်မကျန်တော့ဘူးလို့ပြောရတာစိတ်မကောင်းပါဘူးလေဒါပေမဲ့ကျွန်တော်တယောက်တည်းပဲစိုးရိမ်စရာမလိုဘူးဆိုတာသိနေတာပါကဘာကြီးကပျက်စီးတော့မှလေလူသားတွေကမျိုးသုံးပျက်စီးခြင်းပေးနေရင်ဆိုင်ရတော့မှာအိမ်ပြန်ရောက်တော့ကျွန်တော်ကအပြင်လောကကအရာအလုံးကိုတည်ငြိမ်စွာမေးပစ်လိုက်တယ်အခုမှစပြီဆိုတာကျွန်တော်သိခဲ့တာပေါ့ဇူလိုင်လ10ရက်နေ့ရောက်ရင်ထူးဆန်းတဲ့လက်မီကြီးကကဘာကြီးကိုဖုံးလွှမ်းသွားလိမ့်မယ်အဲ့ဒီအချိန်ကျရင်တက်ရှိအလုံးကတနေရာထဲမှာဖြစ်ပေါ်လာမှာဖြစ်တယ်လို့လူသားတွေလည်းတနေရာထဲမှာပဲဖြစ်ပေါ်လာကြလိမ့်မယ်ဒီလိုပဲယောဂတွေလည်းဖြစ်လာနိုင်တယ်လို့အခုခေတ်မှာဆိုယောဂတွေကင်ဆာတွေကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့တင်ဖြစ်များလာပြီးပိုဆိုးလာတဲ့ခေတ်ကြီးမှာလူများစုရဲ့80 90ရာခိုင်နှုန်းလောက်ကတော့အနည်းနဲ့အများစွမ်းအားတွေနိုးကြလာကြမှာပါပဲ9လပိုင်း10ရက်နေ့မှာကျွန်တော်မျက်စိချင်းလောက်အောင်လင်းနဲ့အလင်းရောင်ကြောင့်နိုးလာခဲ့တယ်အဝိစားတွေဝတ်ပြီးတော့မှန်ရှိမှရက်နေရင်အသက်ရှင်လာတာကြပြီးဖြစ်ပေမဲ့မူလတုန်းကအလှကြီးလာခဲ့တယ်ဆိုတာကိုတော့အလွယ်တကူခံမှန်းလို့ရပါတယ်ဒီနေ့တော့ကျွန်တော်ခန္ဓာကိုယ်ကပိုပြီးဆိုးလာပြန်ပြီးတကိုယ်လုံးကယောဂတွေအကြောင်းအချက်ပြနေပြီးတရေတစီတွေကတွင်းထဲမှာဆွဲဖြဲပြီးအော်ဟစ်နေကြတယ်လို့ပဲဒါပေမဲ့ဒါကိုကျွန်တော်အရန်သဘောကျတယ်နောက်ဆုံးနေ့မှာတော့ကျွန်တော်ပြင်ဆင်စရာရှိတာတွေထပ်လုပ်ဦးမယ်ကဘာပြတ်မဲ့ညနေခင်းကိုအကောင်းဆုံးအခြေအနေနဲ့ရင်ဆိုင်ဖို့ပေါ့ကျွန်တော်အခုမှစီမံထားတဲ့ဆေးရည်နဲ့ virus တွေကိုထည့်သွင်းကျွန်တော်အခုမှစီမံထားတဲ့ဆေးရည်နဲ့ virus တွေကိုထည့်သွင်းမယ် Translation I will now inject the solution in viruses I have just prepared မိုးမလင်းခင်လေထဲကမီးကဲလေးရဲ့နောက်ဆုံးတောက်ပမှုပဲညတကောင်မတိုင်ခင်နောက်ဆုံး1မိနစ်ပဲကျန်တော့တယ်စီးမြင့်တွေနဲ့စနစ်တွေရဲ့ခေတ်ကြီးရောက်လာတော့မယ်နေရန်မှာချိတ်ထားတဲ့နာရီအိုကြီးကတက်တက်လေးအတန်ကြီးလာတဲ့တစ်ချိန်ကတိတ်ဆိတ်နေတဲ့ညကောင်းကင်ကြီးကရုတ်တရက်တွေးရောင်တစ်လွှာလုံးလွှမ်းခြုံသွားတယ်ဒီရုတ်တရက်မြင်ကွင်းကြောင့်လူတိုင်းအံ့အားသင့်ကုန်ကြတယ်လမ်းပေါ်ကကားတွေတစ်စီးနဲ့တစ်စီးတိုက်မိကုန်ကြတယ်လူတိုင်းကားပေါ်ကဆင်းပြီးလှမ်းကြည့်ကြတယ်ကားတွေပျက်စီးတာကိုဘယ်သူမှဂရုမစိုက်နိုင်တော့ဘူးဘာတွေဖြစ်နေတာလဲဒါမင်းကြီးကหนีရဲလာတယ်ဒါကအရန်ကိုထူးဆန်းလို့နဲ့ဘာတွေဖြစ်နေတာလဲငါခေါင်းရုတ်တရက်နာလာတယ်နှက်ဆိုးသွေးတွေနေရာအနှံ့ပြန့်နှံ့နေပြီးဒီမြင်ကွင်းကကဘာတဝန်းလုံးမှာတပြိုင်နက်တည်းဖြစ်ပေါ်နေတာပဲငါမြေပြင်ပေါ်တန်လန်ကြီးတူးထောက်လဲကျသွားတယ်ငါခန္ဓာကိုယ်ထဲကစီပွားအိုးတွေပစ်ချလိုက်တယ်လို့အတန်တွေမြည်လာတယ်ငါကိုယ်တွင်းကဆဲတွေဟာနှစ်ချမ်းကွဲထွက်သွားတယ်လို့ပဲငါပောက်ကွဲထွက်တော့မလို့ပဲခံစားရတယ်ငါမတေးရအောင်ကိုအတင်းထိန်ထားရတယ်ဒီ virus တန်ကိုမခံနိုင်တော့တာနဲ့ငါတေးချင်းတရားကိုပဲစောင့်နေရတော့မှာပဲဘာပဲဖြစ်ဖြစ်ငါကတေးပြီးမှပြန်လဲမွေးဖွားလာခဲ့တာနှစ်ပေါင်းများစွာကြာရှည်ခဲ့တဲ့အရှက်ရမှုတွေမုန်းတီးမှုတွေကငါနှလုံးသားအောက်ခြေမှာပုံအောင်နေခဲ့ပြီးတော့အဲ့ဒါတွေကပဲခိုင်မာတဲ့ဆန္ဒဖြစ်ပြောင်းလဲပြီးထွက်ပေါ်လာခဲ့တဲ့ကောင်းကင်ကြီးနောက်ကိုလိုက်ပါလို့မိုးကြိုးတွေတိုင်းတိုင်းထချုံပြီးတွေးတွေစီးကြတယ်လို့ဆွဲဖြဲပစ်တယ်လို့မိုးကြိုးတွေကကောင်းကင်နဲ့မြေကြီးကိုလွှမ်းခြုံသွားခဲ့ပြီးတော့အဆုံးသတ်မှာတော့ဒီမြင်ကွင်းကအကောင့်ထဲပေါ်လာခဲ့ပြီးနောက်ဆုံးတော့၄ယောက်ကနေ100အထိကလေးတွေရဲ့နာကျင်မှုတွေကတဖြည်းဖြည်းလျော့နေလာတဲ့အပြင်လောကကလည်းလူတွေရဲ့နှိုးထမှုတွေကိုပြီးမြောက်သွားပြီးစိတ်ဓာတ်တွေကလည်းမြင့်တက်လာပြီးပတ်ဝန်းကျင်က virus အလုံးကိုမျက်စိစုံမိတ်ကြည့်နေရင်းနဲ့ငါရဲ့စိတ်တွေတဖြည်းဖြည်းကြည်လင်လာပြီးတော့မှန်တဲ့ကကိုပြန်လှည့်ကြည့်လိုက်တဲ့အခါအရင်ကခံစားခဲ့ရတဲ့ကာကွယ်မှုမဲ့တဲ့ခံစားချက်တွေကဒီအချိန်မှာတော့အံ့ဖွယ်နည်းနဲ့မူလပုံစံအတိုင်းပြန်လည်ရရှိခဲ့တယ်ငါကပြင်းပေါက်ရှိမှရက်လို့ကောင်းကင်ကိုမော့ကြည့်ရင်းနဲ့ကဘာတစ်ထဲကိုရောက်ရှိနေပြငါကမှန်ကိုရိုက်ခွဲပြီးအမြင့်ဆုံးအဆောက်အုံကနေမြေပြင်ပေါ်ကိုကျဲလောင်တဲ့အတန်နဲ့ငါခန္ဓာကိုယ်ကကားတစ်စီးပေါ်ကိုမြဲမြဲခိုင်ခိုင်ဆင်းသက်လိုက်တယ်အဲ့ဒီမှာမြေမုံတွေတထောင်ထောင်ထားပြီးတော့အဲ့ဒီကားကိုခြေနဲ့နင်းချလိုက်တော့အပြက်စီးပုံဖြစ်သွားတယ်ပတ်ဝန်းကျင်ကလူတွေကကြောက်လန့်သွားကြပြီးတော့မြို့ကိုးတွေကြားကနေခေါင်းတစ်လုံးပေါ်လာခဲ့တယ်အရင်ဘဝမှတ်ညံရပေါ့နော် Red Moon ကြပြီးရဲ့နောက်ပိုင်းမှာအနီးအနားမှာဗီဇပြောင်းပြီးလူတစ်ကောင်ပေါ်လာပြီးလူတွေကိုတက်ဖြတ်တော့တာပဲမိနစ်ပိုင်းလေးတွင်းမှာလူရနဲ့ချီတေဆုံးကုန်တာဒါပေမဲ့ကျွန်တော်ထွက်လိုက်တဲ့အကြောင်းရင်းကတော့ကာကွယ်ဖို့မဟုတ်ပဲဒီဗီဇပြောင်းပြီးလူတွေကြောင့်ပဲသူတို့မှာတက်ရှင်တန်မှုရင်းမြစ်လို့ခေါ်တဲ့အရာတစ်ခုရှိတယ်ပြည့်စုံတဲ့တက်ရှိပုံစံအဖြစ်ပြောင်းလဲဖို့ဆိုရင်ဒီလိုအသက်ရှင်တန်မှုရင်းမြစ်မျိုးကိုပြစ်ထားလို့မရဘူးလေဗီဇပြောင်းသွားတဲ့တိုင်တီခွေးကြီးရဲ့ကိုယ်တွေကဆယ်ဆမကပိုကြီးလာတဲ့မျက်လုံးနီနီတွေရဲ့ချွန်ထက်တဲ့သွားတွေရဲ့ကချင်းသေးထက်တောင်ပိုပြီးကြောက်စရာကောင်းတဲ့တိုင်တီခွေးပိုင်ရှင်ကတော့နောက်ကနေအော်ဟစ်နေရှာတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီတိုင်တီခွေးကြီးအသက်ခံလိုက်ရတယ်တွေးဆိုနေတဲ့မြင်ကွင်းကြောင့်လူတိုင်းရင်တွေနာရတဲ့မြင်ကွင်းတစ်ခုလုံးကချက်ချင်းဆိုသလိုရှုပ်ပွားပြီးအစင်ကလေးဖြစ်သွားတော့တာပဲနောက်တစ်စက္ကန့်မှာကျွန်တော်အုံနောက်ပောက်ကွဲထွက်သွားခဲ့တယ်ဒီတွက်လို့မရအောင်အများကြီးထွက်ပြေးနေကြတဲ့လူတွေလည်းမတိစိတ်ကနေနောက်ပြန်လှည့်ကြည့်ကြတယ်တယောက်ချင်းစီရဲ့မျက်နှာမှာကြောက်လန့်တကြားအမူအရာတွေပေါ်နေကြတာပေါ့သူတို့ကကောင်းကင်ဘော်ကနေရုတ်တရက်ဆင်းသက်လာတဲ့ဒီလူငယ်လေးတည်တော့မယ်လို့ထင်ခဲ့ကြတာဒါပေမဲ့နောက်ထပ်မြင်ကွင်းကြတော့လူတိုင်းကိုတုံ့လှုပ်သွားစေခဲ့တယ်မိစ္ဆာကောင်းတစ်ကောင်ကအင်္ဂါနဲ့အော်ဟစ်လိုက်တယ်ကျွန်တော်မျက်နှာကဘာမှခွဲခြားလို့မရအောင်ဖြစ်နေခဲ့တယ်ရန်သူကကြမ်းတမ်းနဲ့တားရဲတစ်ကောင်လိုပါပဲအဲ့ဒီအချိန်မှာကျွန်တော်မျက်လုံးထဲမှာတော့အဲ့ဒါကဖြည်းဖြည်းလေးရွေ့လျားနေတဲ့မိုးကြိုးပြစ်တန်လူမျိုးအတန်ကြီးတန်လိုပါပဲကျွန်တော်မြင်နေရတာကကျွန်တော်ရဲ့ညာဘက်လက်မောင်းရဲ့မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့အမဲရောင်သွေးတွေရဲ့ပဲအကုန်လုံးဖုံးလွှမ်းနေတာပေါ့ပခုံးနဲ့လက်ကဝတ်မှာချွန်ထက်တဲ့အဖုထစ်တစ်ခုပေါ်လာတယ်လက်ချောင်းထိတ်ကနေအေးဆက်တဲ့တံမဏိဓာတ်သွားတစ်ခုထွက်ပေါ်လာပြီးဝင်းကနေလက်သွားတယ်ကျွန်တော်အံ့ဩခြင်းမရှိခဲ့ဘူးကျွန်တော်ဟာပေါ်ထွက်လာတဲ့တားရဲတစ်ကောင်လိုဖြတ်နေခဲ့ပြီးတံမဏိဓာတ်သွားကမိစ္ဆာကောင်ရဲ့နှလုံးသားကိုချက်ချင်းထိုးဖောက်လိုက်တဲ့မိစ္ဆာကောင်ရဲ့ကိုယ်ခန္ဓာကပောက်ကွဲထွက်တော့မလို့ဖြစ်နေပြီးသူ့ခန္ဓာကိုယ်ထဲကနေအပြာရောင်စွမ်းအင်လုံးကြီးတစ်လုံးပောက်ကွဲထွက်သွားခဲ့တယ်ဒီတော့ကျွန်တော်ကိုတတ်ဖို့သူသုံးနေတဲ့လက်နက်စီချက်ချင်းအာယုံပြောင်းလိုက်တာပေါ့ဗျာခဏလေးတွင်းမှာပဲအဲ့ဒီဗီဇပြောင်းလဲနေတဲ့ဘီလူးကိုအတစ်တစ်ခုနဲ့အစားထိုးလိုက်တယ်ဘီလူးကိုရှင်းပြီးတာနဲ့ကျွန်တော်ဝတ်ထားတဲ့အပြင်ဘက်တန်ချက်ကာတွေကိုချက်ချင်းချွတ်ပစ်လိုက်တယ်ပြီးတော့ဒီပရန်ပတာနေရာကနေမြန်ထွက်လာခဲ့တော့တာပဲဘာလို့လဲဆိုတော့အခုဖြစ်နေတဲ့ပရန်ပတာအခြေအနေထက်ပိုရေးကြီးတဲ့ကိစ္စတစ်ခုကျွန်တော်မှရှိနေလို့လေအဲ့ဒါကတော့
မြေအောက်ဇီဝတက်ခွဲခန်းထဲကိုခိုးဝင်ပြီးထိန်းချုပ်ဖို့ပဲဗျ